ဘုရားမြတ်စွာဘုရားသခင်ကိုရောမြတ်သစ္စာဒေသနာဓမ္မစကြာတရားဟောပြီးတဲ့နောက်ပါရဏသီမြို့အနီးနားကဘေးမဲ့ပေးထားတဲ့ဣတိပတနတော်မှာပဲပိဿဝဂီတို့နဲ့အတူတကွဆက်လက်ပြီးတော့သတင်းသုံးနေတယ်သစ္စာဒေသနာကိုဝါဆိုလပြည့်နေ့မှာဟောကြားပြီးတော့ဝါဆိုလပြည့်ကျော်တရက်နေ့မှာထိုသစ္စာဒေသနာကိုပဲဆက်လက်ရှင်းလင်းဟောကြားခြင်းဖြင့်သစ္စာလေးပါးကိုဒုတိယပိဿဝဂီဖြစ်တဲ့ပိဿဝဂီထဲမှာပါတဲ့ဒုတိယယဟန်တော်ရှင်ဝပ္ပသောတာပန်ဖြစ်သွားတယ်ဆက်ပြီးတော့မြတ်စွာဘုရားကနိလညွန်ပြဆုဆုံးမှရှင်းလင်းဟောပြတဲ့အခါမှာလပြည့်ကျော်2ရက်နေ့ကျတော့ရှင်ဗတ္တိယလပြည့်ကျော်3ရက်နေ့ကျတော့ရှင်မဟာနာမလပြည့်ကျော်4ရက်နေ့ကျတော့ရှင်အတ္တစီလို့တရက်တစ်ပါးသောတာပတ္တိမဲ့သောတာပတ္တိဖို့ကိုရပြီးတော့သောတာပန်ဖြစ်သွားကြတယ်သူတို့ရဲ့တရားတရားတွေဟာခိုင်မာသွားပြီသစ္စာတရားနဲ့ပတ်သက်ပြီးတော့ရှင်းရှင်းလင်းလင်းသိသွားကြပြီတန်တရားဆိုတာလုံးဝမရှိကြတော့ဘူးမှားယွင်းတဲ့အယူဆဆိုတာလည်းလုံးဝမရှိကြတော့ဘူးအမြင်မှန်ပြီးတော့တန်တရားကင်းသွားကြပြီလို့ဒီလိုပြောတယ်အမြင်မှန်ပြီးတော့တန်တရားကင်းသွားကြတဲ့ပိဿဝဂီ5ပါးကိုသူတို့တဏ္ဍာမှာရှိနေသေးတဲ့ကျန်နေသေးတဲ့ကိလေသာတွေကုန်အောင်လို့ဆိုပြီးတော့မြတ်စွာဘုရားကဝါဆိုလပြည့်ကျော်9ရက်နေ့မှာဟောဒီအနတ္တလက္ခဏာသုတ်ကိုဆက်ပြီးတော့ဟောကြားတာဖြစ်ပါတယ်အနတ္တလက္ခဏာလို့ဆိုသဖြင့်သုံးနာမည်ကအနတ္တလက္ခဏာလို့ဆိုသဖြင့်အတ္တဒိဋ္ဌိမှာအတ္တဒိဋ္ဌိအတ္တနဲ့ပတ်သက်ပြီးတော့ခန္ဓာ၅ပါးနဲ့ပတ်သက်ပြီးတော့အတ္တရည်ဆွဲမှုပိဿဝဂီတွေမှာရှိနေသေးလို့လားလို့တချို့ဒီလိုမေးခွန်းထုတ်ကြတယ်ပိဿဝဂီတွေဟာတက္ကရာဒိဋ္ဌိလို့ဆိုတဲ့အတ္တဒိဋ္ဌိကင်းသွားပြီသောတာပန်ဖြစ်လိုက်တာနဲ့တပြိုင်နက်မှားယွင်းတဲ့အယူဆတစ်ခုမရှိတော့ဘူးအဲ့ဒီလိုသောတာပန်ဖြစ်ပြီးတော့အတ္တဒိဋ္ဌိကင်းကွာသွားတဲ့ပုဂ္ဂိုလ်တွေကိုအနတ္တလက္ခဏာသုတ်ထဟောဖို့လိုသလားလို့တချို့ဒီလိုမေးခွန်းတွေထုတ်ကြတယ်ဒီမေးခွန်းနဲ့ပတ်သက်ပြီးတော့မဟာသီဆရာတော်ဘုရားကြီးဟောကြားဖြေရှင်းထားတာတော့မှန်တယ်ဒိဋ္ဌိကတော့အကျွင့်မဲ့ပယ်လိုက်တာမှန်တယ်သို့တော့အတ္တမိမာနလို့ဆိုတဲ့မာနတရားကျန်နေသေးတယ်ပေါ့ဒိဋ္ဌိနဲ့ရှင်ပြိုင်နေတတ်တဲ့မာနတရားသူတို့မှကျန်နေသေးတယ်အဲ့ဒီမာနတရားပျောက်ကင်းစိမ့်သောငါအနတ္တလက္ခဏာတုတ်ကိုဆက်ဟောတယ်လို့ဒီလိုဖြေထားတယ်နော်နောက်တနည်းအားဖြင့်ကြည့်မယ်ဆိုလို့ရှိရင်အနတ္တလက္ခဏာလို့ပြောပေမဲ့လို့အနတ္တအကြောင်းတစ်ခုတည်းကိုဟောတာမဟုတ်ဘူးမြတ်စွာဘုရားအနိစ္စရောဒုက္ခရောအနတ္တရောဝိပဿနာဉာဏ်ကိုတိုးမြင့်ပေးတဲ့သဘောဝိပဿနာဉာဏ်မပါဘဲနဲ့ဘယ်မဲ့ဘယ်ဖို့မှမရနိုင်ဘူးသောတာပတ္တိမဲ့သောတာပတ္တိဖို့ရတော့ကလည်းဝိပဿနာဉာဏ်နဲ့ပဲသွားအဲ့ဒီဝိပဿနာဉာဏ်ရဲ့အတိုင်းအတာသည်တဂရဂါမိမဲ့အနာဂါမိတဂရဂါမိမဲ့ဖို့ကိုရစေနိုင်တဲ့ဝိပဿနာရဲ့အတိုင်းအတာလောက်အဆင့်မမြင့်သေးဘူးလို့ဒီလိုပြောဉာဏ်ဆိုတာကအဆင့်ဆင့်ပဲလေပို့ပြီးတော့ရင့်ကျက်ပြီးတော့ပို့ပြီးတော့ရှင်းလာတယ်ပေါ့အဲ့ဒါကြောင့်မို့လို့အနတ္တလက္ခဏာတော့လို့ဆိုပေမဲ့လို့ဝိပဿနာကျင့်စဉ်တစ်ခုကိုမြတ်စွာဘုရားထပ်ရှင်းပြောတဲ့သဘောပဲဝိပဿနာလို့ဆိုတာကိုကလက္ခဏာရမဏိကဝိပဿနာဝိပဿနာရဲ့အာယုန်ဒီအနိစ္စဒုက္ခအနတ္တလို့ဆိုတဲ့လက္ခဏာ၃ပါးပဲအဲ့ဒီလက္ခဏာ၃ပါးဆိုတာအနိစ္စဆိုတာဘယ်သူရဲ့လက္ခဏာလဲလို့ဆိုရင်ယုံ nant ခန္ဓာတို့ရဲ့
လက္ခဏာပဲဒုက္ခဆိုတာဘု து ရဲ့လက္ခဏာလဲဆိုရင်ဟောဒီယုံနာခန္ဓာတို့ရဲ့လက္ခဏာပဲအနတ္တဆိုတာလဲဘု து ရဲ့လက္ခဏာလဲဆိုရင်ယုံနာခန္ဓာတို့ရဲ့လက္ခဏာပဲလက္ခဏာရှုထောင့်ကနေပြီးတော့သဘာဝတရားကိုရှုမြင်သုံးသပ်ကြရတယ်အဲ့တော့သဘာဝတရားကိုရှုတယ်ဆိုတာလက္ခဏာရှုထောင့်ကနေကြည့်ဒီနေရာမှာလက္ခဏာ2မျိုးရှိတယ်ဆိုတာမှတ်ဖို့ပထမလက္ခဏာကသဘာဝလက္ခဏာလို့ခေါ်တယ်တရားဓမ္မတွေမှာအသီးသီးကိုယ်ပိုင်လက္ခဏာလေးတွေရှိတယ် individual characteristic လို့ခေါ်တယ်သဘာဝလက္ခဏာကိုယ်ပိုင်အမှတ်သားကလေးတွေဆိုပါစို့ပထဝီဆိုရင်မာတဲ့သဘောပြောတဲ့သဘောဟာကိုယ်ပိုင်အမှတ်သားအာဘောတို့တေဇောတို့ဝါယောတို့နဲ့မတူဘူးဟောအာဘောကြတော့ရိုးစည်းတယ်ဖွဲ့စည်းတယ်ဆိုတဲ့အမှတ်သားလက္ခဏာရှိတယ်တေဇောကြတော့ပူမှုအေးမှုရင့်ကျက်စေမှုဆိုတဲ့သဘာဝလက္ခဏာရှိတယ်ဝါယောကြတော့တွန်းကန်ပေးထားမှုထောက်ပံ့ပေးထားမှုလှုပ်ရှားမှုဆိုတဲ့သဘာဝလက္ခဏာရှိတယ်အဲ့ဒီကိုယ်ပိုင်သဘာဝလက္ခဏာလေးတွေကိုကိုယ်ပိုင်အမှတ်သားလက္ခဏာလေးတွေကိုသဘာဝလက္ခဏာလို့ခေါ်တယ်တရားကိုတွေ့တယ်ဆိုတာဒီသဘာဝအရှုထောင့်ကတွေ့တာအေးဝိပဿနာဉာဏ်ဖြစ်လာပြီဆိုတဲ့အခါကျတော့အဲ့ဒီသဘာဝလက္ခဏာကိုကြော်ပြီးတော့တဆင့်တက်ပြီးဘာမြင်လာတော့ဆိုတာမင်ညလက္ခဏာတာမင်ညလက္ခဏာဆိုတာ universal characteristic လို့ခေါ်အများဆိုင်ဆိုပါစို့အနိစ္စဆိုတာပထဝီနဲ့လည်းဆိုင်တယ်တေဇောနဲ့လည်းဆိုင်တယ်အာဘောနဲ့လည်းဆိုင်တယ်တေဇောနဲ့လည်းဆိုင်တယ်ဝါယောနဲ့လည်းဆိုင်ကျန်တဲ့နံတရားတွေနဲ့လည်းဆိုင်တယ်ပေါ့ဒုက္ခဆိုတာလည်းပဲသဘာဝတရားအလုံးနဲ့ဆိုင်တယ်အနတ္တဆိုတာလည်းသဘာဝတရားအလုံးနဲ့ဆိုင်တယ်အဲ့ဒါကြောင့်မို့အိဋ္ဌဒုက္ခအနတ္တလို့ဆိုတာဟာတာမင်ညလက္ခဏာအလုံးပုံဆိုင်အမှတ်သားလို့ဒီလိုပြောလို့တာပေါ့အိဋ္ဌဒုက္ခအနတ္တလို့ဆိုတဲ့ဒီသဘာဝလက္ခဏာတာမင်ညလက္ခဏာကိုရှုမြင်ပြီးဆိုတဲ့အခါကျတော့မှဝိပဿနာဉာဏ်သဘာဝလက္ခဏာကနေပြီးတာမင်ညလက္ခဏာကိုတက်ရောက်လာတယ်လို့ဒီလိုပြောတာเนาะဝိတ္တုရိမက်မှာဘယ်လိုသုံးထားတော့ဆိုလို့ရှိရင်ပထမမှာဝိပဿနာလုပ်ငန်းကိုစပြီးတော့အထုတ်တဲ့အခါမှာပစ္စတ္တလက္ခဏာတဲ့အသီးသီးသောကိုယ်ပိုင်လက္ခဏာတွေကိုရှုမြင်ရတယ်အဲ့ဒါကရုပ်ကိုတွေ့တာနာမ်ကိုတွေ့တာရုပ်ကိုတွေ့တယ်နာမ်ကိုတွေ့တယ်ဆိုတဲ့အချိန်မှာမမြဲတဲ့သဘောဆင်းရဲတဲ့သဘောအစိုးမပိုင်တဲ့အနတ္တသဘောတွေကိုမတွေ့သေးဘူးပထမစခြင်းတွေ့တာကပစ္စတ္တလက္ခဏာအသီးသီးကိုယ်ပိုင်သဘာဝတရားတွေကိုတွေ့တာပြီးတဲ့အခါကျတော့မှတာမင်ညလက္ခဏာဘက်ကိုတက်သွားတာလို့ဒီလိုပြောတာတက်သွားတယ်ဆိုတာအသိဉာဏ်ကနေပြီးတော့အဲ့ဒီထီအောင်ရောက်သွားတာအသိဉာဏ်တိုးတက်သွားတဲ့အခါကျတော့သဘာဝလက္ခဏာကိုကြော်ဖြတ်ပြီးတော့တာမင်ညလက္ခဏာထီအောင်အသိဉာဏ်ဟာရောက်ရှိသွားတယ်အဲ့ဒီကြတော့မှဝိပဿနာအလောက်ကလမ်းကြောင်းပေါ်မှာဝိပဿနာအလုပ်ရဲ့ဝိပဿနာလမ်းကြောင်းပေါ်မှာပြည့်ပြည့်ဝဝရောက်လာတယ်လို့ဒီလိုပြောနိုင်တာပေါ့နော်ဉာဏ်စဉ်နဲ့ပြောမယ်ဆိုလို့ရှိရင်နာမရူပပရိစ္ဆေဒဉာဏ်တို့ပစ္စယပရိက္ခဉာဏ်ဆိုတဲ့ဒီဉာဏ်နှစ်ခုအဆင့်မှာကြတယ်သဘာဝလက္ခဏာကိုပဲသိသေးတယ်တာမညလက္ခဏာမသိသေးဘူးယုံနဲ့နံကိုသဘာဝရှုထောင့်ကပဲမြင်သေးတယ်နိစ္စဒုက္ခအနတ္တမမြင်သေးဘူးသဘာဝရှုထောင့်ကမြင်ထားတဲ့ယုံနာဓမ္မတွေရဲ့အကြောင်းကိုပဲသိသေးတယ်မမြဲတဲ့သဘောဆင်းရဲတဲ့သဘောစိုးမပိုင်တဲ့သဘောတွေကိုမမြင်သေးဘူးသမတနာဉာဏ်ရောက်တဲ့အခါကျတော့မှမမြဲတဲ့သဘောတွေကိုသုံးသပ်မိလာတယ်ဆင်းရဲတဲ့သဘောတွေကိုသုံးသပ်မိလာတယ်အစိုးမပိုင်တဲ့သဘောတွေကိုသုံးသပ်မိလာတယ်သမတနာဉာဏ်ကထပ်တလဲလဲသုံးသပ်ပေးလိုက်တဲ့အခါမှာဥရိယဗျာဉာဏ်ရောက်တဲ့အခါမှာပို့ပြီးတော့ပြက်ပြက်သားသားတစ်ခါမြင်လာပြန်တယ်ပေါ့ဒီလိုဉာဏ်စဉ်ကအဲ့လိုတက်သွားတာဖြစ်ပြမြင်တယ်လို့ပြောရတာပေါ့နော်အဲ့ဒါကိုဝိပဿနာဆိုတာဒါမို့လက္ခဏာရမဏိကဝိပဿနာတဲ့
သဘာဝတရားတွေကိုအမှတ်သားရှုထောင့်ကနေပြီးတော့မြင်တဲ့အသိဉာဏ်တစ်မျိုးကိုဝိပဿနာလို့ခေါ်တာဟုတ်အဲ့တော့သောတာပန်ဖြစ်စေတဲ့ဝိပဿနာဉာဏ်ကိုကျင့်ကြံကြိုးကိုအထုတ်လို့ပထမအဆင့်နေနဲ့သောတာပတ္တိမဲ့သောတာပတ္တိဖို့ဆက်ရောက်သွားတယ်အဲ့လိုဆက်ရောက်သွားတဲ့အခါမှာတဂါရဂါမိမဲ့တဂါရဂါမိဖို့တက်ဖို့ကြတော့ဘာလို့ရတော့ဆိုဒီဝိပဿနာလမ်းကြောင်းကပြန်လျှောက်ရတယ်ပေါ့အဲ့တော့ဒီဝိပဿနာကသောတာပတ္တိမဲ့သောတာပတ္တိဖို့ကိုရစေတတ်တဲ့ဝိပဿနာတဲ့ဖို့အဆင့်မြင့်လာပြီလို့ပြောတယ်ဆိုလိုတာပို့ပြီးတော့ရှင်းလင်းပြတ်သားလာတယ်ပေါ့တခါတဂါရဂါမိမဲ့တဂါရဂါမိဖို့ရပြီးတဲ့အခါအနာဂါမိမဲ့ဖို့ရဖို့ရအတွက်တခါဒီဝိပဿနာပဲအားထုတ်ရတာအဲ့ဒါလို့ဆက်အားထုတ်လိုက်တဲ့အခါကျတော့ပို့ပြီးတော့အသိဉာဏ်တွေဟာရှင်းလင်းပြတ်သားလာပြီးတော့အနာဂါမိမဲ့အနာဂါမိဖို့ရောက်သွားတာအေးအနာဂံဖြစ်ပြီးတဲ့အခါမှာအနာဂံပုဂ္ဂိုလ်ရဲ့ဝိပဿနာတစ်ခါဆက်ပြီးတော့မြင်ရသေးတယ်အဲ့ဒါလို့မြင်လိုက်တော့မှအဲ့ဒီဝိပဿနာရဲ့အရှိန်အဟုန်နဲ့အရဟတမေအရဟတဖို့ရပြီးတော့ကိလေသာတွေအလုံးကုန်သွားတာအဲ့တော့ပိဿဝဂီတွေကသောတာပန်အဆင့်ပဲရှိသေးတယ်ဒါကြောင့်မို့တဂရဂံအဆင့်အနာဂံအဆင့်ယဟနာအဆင့်ရောက်ဖို့ရတဲ့ဘာလို့ရမလို့ဆိုဒီဝိပဿနာအလုပ်ပဲဆက်ပြီးအထောက်အောင်မှာပေါ့အဲ့ဒါကြောင့်မို့လို့အနတ္တလက္ခဏာတုတ်ဝိပဿနာဆိုတာလက္ခဏာကိုသိမြင်တဲ့အသိဉာဏ်တစ်မျိုးပဲဒါကြောင့်မို့ဒီလက္ခဏာတွေပို့ပြီးတော့ရှင်းလင်းပြတ်သားလာအောင်မြတ်စွာဘုရားအနတ္တလက္ခဏာတုတ်ကိုထဟောတာအဲ့တော့သမညာလက္ခဏာဆိုတာအနိစ္စဒုက္ခအနတ္တလို့ဒီလို၃မျိုးပဲရှိတာအဲ့၃မျိုးကိုပဲထပ်ပြီးတော့ရှင်းဟောတယ်လို့ဒီလိုပြောရအောင်အဲ့ဒါလို့ရှင်းဟောတဲ့အခါမှာခေါင်းစဉ်တတ်ထားတာကအနတ္တလက္ခဏာလို့ဘာဖြစ်လို့တတ်တယ်လဲလို့ဆိုလို့ရှိရင်မြတ်စွာဘုရားဒီတရားတော်ကိုစတဲ့အခါမှာရူပံဘိက္ခဝေအနတ္တဆိုစကားလုံးနဲ့စလိုက်တာဘာဖြစ်လို့ဒီစကားလုံးကစတော့ဆိုအနိစ္စတို့ဒုက္ခတို့ကဖျားမပွင့်ပဲရှင်းရှင်းလင်းလင်းသိထားသေးတယ်ပေါ့အနိစ္စဆိုတာသို့တော်လည်းအစစ်မြင့်တဲ့အနိစ္စမြင်တာတော့မဟုတ်တော့ဘူးပေါ့နော်မမြဲတဲ့သဘောလေးတွေကိုဒါတာမန်အပြင်ကြည့်မယ်ဆိုရင်ကိုယ်မျက်စိအောက်မှာပဲမမြဲဘူးဆိုတာလေးတွေကိုစဉ်းစားလို့ရလာတယ်ပေါ့နောက်ပြီးတော့အစင်မပြေဘူးဆင်းရဲတယ်ဆိုတဲ့သဘောလေးတွေလည်းစဉ်းစားလို့ရလာသို့တော့အနတ္တဆိုတာကြတော့ဒီအဆင့်ကိုရောက်ဖို့ဆိုတာအလွန်ခဲရင်းနေဒါမို့အနတ္တလက္ခဏာဆိုတာဖျားပွင့်မှသိခွင့်ရတဲ့ဟာလို့မြတ်စွာဘုရားမပွင့်ခင်တော့ကဘာသာရေးလောကကြီးတစ်ခုလုံးဟာအတ္တဆိုတဲ့အစွဲပေါ်မှာယက်တည်နေကြတယ်အတ္တဆိုတဲ့အယူဆကြီးတစ်ခုကိုယူဆထားပြီးတော့ဟောဒီအတ္တနဲ့ပဲတန်တရားကိုရှင်းပြတယ်ကံကိုလည်းရှင်းပြတယ်အတ္တဆိုတဲ့အယူဆနဲ့တန်တရားနဲ့ကံကိုရှင်းပြတာတချို့ကတန်တရားတို့ကံတို့အယူဆတွေဟာဟိန္ဒူဝါဒမှာလည်းပါတော့ဗုဒ္ဓတရားတော်ကအဲ့ဒီကနေပြီးတော့ကူးထားတယ်ယူထားတယ်လို့ဒီလိုထင်ကြအနိတ္တရာချင်းမတူဘူးဆိုတာကိုမစဉ်းစားမိကြဘူးပေါ့ဟိန္ဒူဝါဒတို့ဗြဟ္မဏဝါဒတို့ကအတ္တပေါ်မှာမှီပြီးတော့ကံနဲ့တန်တရားကိုရှင်းပြတာဗုဒ္ဓကအတ္တဆိုတာမရှိဘူးဆိုတာကိုအတိအကျပြောတယ်အတ္တမရှိဘဲနဲ့အတ္တပေါ်မှာအခြေမပြုဘဲနဲ့တန်တရားတို့ကံတို့ကိုရှင်းပြတာအမေဓမ္မမတူညီတဲ့အချက်ကအဲ့ဒါကံဆိုတဲ့စကားလုံးလေးတူတာနဲ့တန်တရားဆိုတဲ့စကားလုံးလေးတူတာနဲ့တူတယ်လို့ဒီလိုမအောင်မေ့လိမ့်နဲ့ပေါ့အခြေပြုတာချင်းကအလုံးကိုကွဲလဲတယ်အတ္တဆိုတာမရှိဘူးလို့တိတိပပညင်းပြီးတော့ဖြေထုတ်တာမြတ်စွာဘုရားပဲတပါးပဲရှိတယ်ဒါကြောင့်မို့လို့အနတ္တဆိုတာအရေးကြီးလို့ခေါင်းတက်ပြီးတော့ဟောလိုက်တာဒီနေရာပါအနတ္တတရားဟောလိုက်တဲ့ဖြင့်တခြားဘာသာတွေနဲ့လုံးဝဆန့်ကျင်သွားတယ်အယူဆရေးရမှာတခြားဘာသာတွေနဲ့လုံးဝမတူဘူးဆိုတာဟာဒီအနတ္တဆိုတဲ့စကားလုံးကနေထိုးဖော်ပြောတာနော်ဒါမြတ်စွာဘုရားရဲ့တရားတော်ကိုအနတ္တလို့
ထင်းထင်းရှားရှားဟောကြားထားတာဖြစ်ပေမဲ့လို့လောကလူတွေဘာသာတရားတွေအားလုံးကအတ္တဆိုတဲ့အယူဆွဲကိုခိုင်ခိုင်မာမာကြီးဆုပ်ကင်ထားကြတယ်ဒါကြောင့်မို့အနတ္တဆိုတာကိုလက်မခံဘူးတချို့တော်တော်များများအနတ္တဆိုတာကိုလက်မခံအနောက်တိုင်းကဘုရားကျမ်းစာနဲ့ပတ်သက်ပြီးတော့စာအုပ်တွေများများစွာရေးတဲ့Miss Rice David တို့ဆိုတာအတ္တအယူဆွဲကိုမြဲမြဲဆွဲထားတဲ့အမျိုးသမီးကြီးပဲအတ္တအစွဲကိုမြဲမြဲဆွဲထားပြီးတော့သူတို့ကဘာပြောတော့ဆိုအနတ္တလက္ခဏာသုတ်ဆိုတာဘုရားဟောတာမဟုတ်ဘူးပေါ့ယဟန်တွေကတီထွင်ထားတာလို့ဆိုပြီးတော့သူတို့ထင်မြင်ယူဆချက်တွေကိုဒီလိုရေးတယ်သူကဘာအထောက်ထားပြတော့ဆိုအတ္တဟိအတ္တနောနာထောဆိုတဲ့စကားကိုထောက်ထားပြမြတ်စွာဘုရားဟောတယ်တဲ့အတ္တဟိအတ္တနောနာထောကဲအတ္တဟိအတ္တနောနာထောကြတော့ဘုရားဟောလို့သူဘာလို့ပြောတာတော့အခုပြောတဲ့အနတ္တလက္ခဏာတော့ကြတော့ဘုရားဟောမဟုတ်ဘူးနောက်မှလို့သူဘာထောက်ထားပြောမှလဲအားလုံးက2500တုန်းကဟာတွေကြီးပဲအကုန်လုံးအဲ့တော့ကိုထင်ရကိုရေးတဲ့သဘောပဲဒါအထောက်ထားမှမရှိတာပဲအထောက်ထားမရှိလို့မယုံဘူးဆိုလို့ရှိရင်အနတ္တလက္ခဏာတော့ကိုမယုံရင်အတ္တဟိအတ္တနောနာထောဆိုတဲ့ဂါထာလည်းမယုံနဲ့လေဘာဖြစ်လို့တော့ဆို2500ကဟောခဲ့တဲ့တရားကြီးပဲလေခေါင်းအဲ့တော့ကိုယ်အကြိုက်ကလေးနဲ့တွေ့ရင်တော့ဘုရားဟောကိုယ်အကြိုက်နဲ့မတွေ့ရင်ဘုရားဟောမဟုတ်ဘူးဆိုတဲ့ဒီစကားတွေဒီလိုပြောဆိုချက်တွေဟာအလွန်တတိထားရမယ့်အချက်တွေပဲပေါ့ဘုရားဝါဒဗုဒ္ဓဇင်းလို့နာမည်တက်ပြီးတော့မိမိရဲ့အယူအဆတွေကိုထည့်ပြီးတော့ရေးနေတာဟာအလွန်အန္တရာယ်များတယ်ပေါ့ဘုဒ္ဓဇင်းလို့ရေးမယ်ဆိုင်ဟုတ်လားငါဝါဒလို့ရေးတာပိုကောင်းနေတယ်ပေါ့ဘာဖြစ်လို့တော့ဆိုရင်ကိုယ်ဝါဒကိုပြောလေရှင်းရှင်းဘုရားဟောတာမဟုတ်ဘူးကိုယ်ဝါဒကိုဘုရားဟောလို့ဆိုတဲ့ဆိုင်းဘုတ်တတ်တာတော့မကောင်းဘူးပေါ့အတ္တဟိအတ္တနောနာထောကိုမြတ်စွာဘုရားရဲ့အဓိပ္ပာယ်မှန်ကမိမိသည်သာလဲမိမိရဲ့ကိုယ်ွယ်ရာလို့ဆိုတဲ့ဒီသမုဒိသစ္စာရှုထောင့်ကနေပြောတဲ့စကားကိုပရမတ္ထရှုထောင့်ကနေကြည့်ပြီးတော့ तू ကဘာပြောတော့ဟိန္ဒူဝါဒနဲ့ဇတ်သွင်းပြလိုက်တယ်အတ္တဟိအတ္တနောနာထောအတ္တ universal ဆိုးကြီးဟာအတ္တနော individual ဆိုးရဲ့နာထောကိုယ်ွယ်အားထားရာဖရာကြီးပဲလို့ဒီလိုဖတ်တာပြန်အတ္တနှမျိုးရှိတာကိုဟိန္ဒူဝါဒမှာပရမတ္တဆိုတာတစ်ခုအတ္တမဆိုတာတစ်ခုနော်ဇီဝအတ္တမဇီဝအတ္တမပရတ္တမဆိုတာဘာလို့ပြောတာထာဝရဘုရားကြီးကိုပြောတာအဲ့ဒီထာဝရဘုရားဆိုတဲ့ဆိုးလို့ရေးတဲ့အခါကျတော့ capital letter နဲ့ရေးရတယ်ဆိုးတောင်းမှုခေါ့ဘယ်တော့မှဆို capital letter နဲ့ပဲရေးတယ်ကြီးမြတ်တယ်ဆိုတဲ့အဓိပ္ပာယ်ပေါ့နော်အဲ့ဒီ universal soul ဆိုတဲ့စကားလုံးကိုလည်းပဲသူက capital letter နဲ့ရေးတာအဲ့ဒါဟာပရမတ္တမဖန်ဆင်းရှင်ကြီးကိုရည်ညွှန်းတာအဲ့ဒီပရမတ္တမကနေပြီးတော့ဖန်ဆင်းလိုက်တဲ့အခါကျတော့မှလူတွေနတ်တွေအလုံးတ attva တွေရဲ့တဏ္ဍမှာရှိတဲ့အတ္တလေးကဒါ individual soul လို့ခေါ်တယ်အသီးသီးအတ္တကလေးတွေရှိကြတယ်အဲ့ဒီမှာအတ္တဆိုတဲ့ဖန်ဆင်းရှင်ဆိုးကြီးကနေပြီးတော့ဆိုးကြီးဟာတဲ့အတ္တနောခုနက individual soul လို့ခေါ်တဲ့အသီးသီးမှာရှိတဲ့အတ္တလေးတွေရဲ့နာထောကိုးကွယ်ရာအရှင်သခင်ကြီးပဲလို့ဒီလိုအဓိပ္ပာယ်ဖွင့်ဆိုတာနော်အလုံးပုံပြက်ပန်းပြက်ဖြစ်အောင်မြတ်စွာဘုရားစကားလုံးတွေအဓိပ္ပာယ်ကိုဖြည့်ဆည်းပြစ်တာဒါတွေလည်းတတိထားဖို့တော့ကောင်းတာပေါ့နော်ဘယ်သူတွေမှာကိုမမှားမိဖို့တော့အရေးကြီးတာဟောကောင်းပြီအနတ္တလက္ခဏာသုံးနဲ့ပတ်သက်ပြီးတော့သူတို့က monkish တဲ့ဘုန်းကြီးတွေတီထွင်ထားတဲ့သုတ်ပါတဲ့ဒီသုတ်ကမြတ်စွာဘုရားကအတ္တဝါဒပါတဲ့အနတ္တဝါဒမဟုတ်ပါဘူးလို့ဒီလိုပြောတယ်ကဲထားလိုက်တာအဲ့စာအုပ်တွေဖတ်မိလို့ရှိရင်သတိထားမိဖို့အတွက်ပြောတာနော်မဖတ်ရင်တော့ကိစ္စမရှိဘူးဖတ်လို့ရှိရင်ခေါင်းထဲမှာအမိုက်တွေရောက်လာတတ်တယ်ပေါ့ကိုယ်ခေါင်းထဲမှာကိုယ်အမိုက်ပုံကြီးဖြစ်အောင်မလုပ်သင့်ဘူးပေါ့နော်
ကောင်းပြီဒီအနတ္တလက္ခဏာလို့ဆိုတာမြတ်စွာဘုရားကအနတ္တလက္ခဏာတုတ်ကိုအနတ္တရဲ့အဓိပ္ပာယ်ကိုရှင်းတဲ့အခါမှာတခါတရံအနိစ္စရှုထောင့်ကရှင်းတယ်တခါတရံဒုက္ခရှုထောင့်ကရှင်းတယ်ဘာကြောင့်အနတ္တဆိုတာကိုရှင်းလင်းပြီးတော့ပြတဲ့နေရာဘာဖြစ်လို့ဆိုတော့အဲ့ဒီခေတ်ကလူတွေရဲ့ခေါင်းထဲမှာအတ္တဆိုတာစွဲနေတာဟုတ်အတ္တမဟုတ်ဘူးအနတ္တ negative နဲ့အတ္တကိုညှင်းပယ်တယ် reject လုပ်တယ်ဆိုတဲ့စကားလုံးနဲ့ပြောခြင်းပြီဆိုတဲ့အခါမှာဘာရှုထောင့်ကနေဘုရားပြတော့ဆိုအနိစ္စရှုထောင့်ကပြတယ်ဒုက္ခရှုထောင့်ကပြတယ်အဲ့ဒီမှာကြည့်မြတ်စွာဘုရားကစပြီးတော့ပိဿဝဂ္ဂီတွေကိုအတ္တမဟုတ်ဘူးဆိုတာကိုဘယ်လိုရှင်းပြခန္ဓာ၅ပါးနဲ့ပတ်သက်လာပြီးတော့ရူပံဘိက္ခဝေအနတ္တစကားလုံးလေးအစားယဟန်တို့ရုပ်တရားဟာအတ္တမဟုတ်ဘူးရုပ်တရားဟာအနတ္တအိန္ဒိယနိုင်ငံမှာထွန်းကားနေတဲ့သူတို့ရဲ့အတွေးအခေါ်အတ္တမဟုတ်ဘူးဒါဖြင့်အတ္တဆိုတာဘာကိုပြောတာတုံးလို့ဆိုလို့ရှိရင်အတ္တနဲ့ပတ်သက်ပြီးတော့အလွန်ကျယ်ပြန့်နေသူတို့ကအမျိုးမျိုးတွေးခေါ်ပြီးတော့ပြောကြတယ်အဲ့တော့သိတာယုံပြောမယ်ဆိုလို့ရှိရင်အတ္တဆိုတာခန္ဓာကိုယ်ကြီးကိုကြီးစိုးနေတဲ့အရာခန္ဓာကိုယ်ကြီးကိုအုပ်စိုးနေတဲ့အရာကိုအတ္တလို့ခေါ်တယ်နော်ခန္ဓာကိုယ်ကြီးကိုဘယ်သူကအုပ်စိုးနေတော့ဆိုဒီအတ္တကစိတ်ကအုပ်စိုးနေတယ်ဆိုရင်စိတ်ကိုအတ္တပဲသူကရုပ်ကအုပ်စိုးနေတယ်ဆိုရင်ရုပ်ကိုအတ္တအဲ့ဒါဟာတာမီလို့ခေါ်တယ်တာမီဆိုတာခန္ဓာကိုယ်ကြီးမှာပိုင်ရှင်ရှိတယ်ပေါ့အဲ့ဒီပိုင်ရှင်လေးဟာဘာနဲ့အလားတူတူတော့ဆိုရင်မြန်မာလူမျိုးတွေဒီပြောတဲ့စကားလို့လူသေးသွားတဲ့အခါကျတော့လက်ပြလေးဝိညာဉ်ကောင်လေးကထွက်သွားပြီးတော့နောက်ဘဝမှာကူးသွားတယ်ဘဝကူးသွားတယ်ဆိုတဲ့စကားမျိုးဟာအပြောတတ်တဲ့မဟုတ်ဘဲနဲ့တကယ်ကိုခန္ဓာကိုယ်ထဲကအသက်ကလေးကထွက်သွားပြီးတော့နောက်ဘဝဝင်စားတယ်လို့ပြောလို့ရှိရင်တော့ဒါအတ္တဒိဋ္ဌိပဲသူကစကားအနေနဲ့တော့ပြောလို့ရပါတယ်စကားအနေနဲ့ပြောလို့ရတယ်မြတ်စွာဘုရားလည်းစကားအနေနဲ့တော့သုံးတာပဲသမုဒိသစ္စာပိုင်းကပြောလို့ရတယ်နော်တိဘက်ဘာသာဝင်နေဆိုလို့ရှိရင်လူတယောက်သေသွားလို့ရှိရင်အဲ့ဒီဆိုသို့မဟုတ် spirit အသက်ကလေးကလက်ပြလေးကဝိညာဉ်ကောင်လေးက49ရက်ဘဝကူးဖို့ရအတွက်အချိန်စောင့်နေရ waiting list ပေါ့နောက်ဘဝအတွက်သူသွားဖို့ရအဆင်မသင့်သေးလို့နော်လေလက်မှတ်ဝယ်ရတာက waiting list မဟုတ်ဘူးဘဝကူးဖို့လည်းသူတို့ waiting list နဲ့ထားတာ49ရက်ဗမာတွေကြတော့အိမ်မော်က9ရက်မဆင်းဘူးဆိုတာလဲဒါလဲ waiting list နဲ့တူတယ်ကြာအေးသေသွားလို့ရှိရင်ကလေးအမေတွေဘာတွေများသေလို့ရှိရင်လက်ပြခွဲရတာနဲ့ဘာနဲ့လှုပ်သေးတာဘယ်ကလက်ပြမှန်းလည်းမသိဘူးเนาะအဲ့ဒီအယူဆွဲလေးတွေကရှေးကလေးကလာနေတာဘုရားတရားတော်အရဆိုလို့ရှိရင်အခုသေအခုဘဝဆိုတာရောက်သွားပြီဘဝအတိတ်တစ်ခုရောက်သွားအေးအိမ်မော်မှာ6ချက်လှုပ်နေတယ်အယောင်ပြနေတယ်ဆိုရင်တော့အဲ့ဒီပုံမှာပြိတ္တာဖြစ်နေတာပဲအဲ့ဒါလည်းဘဝတစ်ခုပဲပေါ့အဲ့ဒါကြတော့လူတွေကဘာပြောတော့မကျွတ်သေးဘူးတဲ့ကိုကလည်းကျွတ်တာမှန်ကိုလည်းမကျွတ်ဘူးเนาะအေးအဲ့ဒါလို့ဘဝတစ်ခုရောက်သွားတာပဲအမှန်ဒီဘဝဆုံးတတ်တာနဲ့နောက်ဘဝတစ်ခုကစောင့်เสียမလို့ချက်ချင်းရောက်သွားတာဒီနေရာမှာအတ္တဆိုတာသူတို့ကဘာပြောတော့ဆိုခန္ဓာကိုယ်ထဲမှာပိုင်ရှင်ရှိတယ်ပိုင်ရှင်ဆိုတာအိမ်မှာပိုင်ရှင်ရှိတယ်လို့ပဲခန္ဓာကိုယ်ကြီးကိုလည်းပိုင်တဲ့လူရှိတယ်ပေါ့အဲ့ဒီပိုင်တဲ့လူကဒီခန္ဓာကိုယ်ကြီးဟောင်းရင်ပြစ်သွားပြီးတော့နောက်ခန္ဓာကိုယ်တစ်ခုစီရောက်သွားတယ်လို့ဒီလိုတွေးတဲ့အတွေးတွေပါအဲ့ဒါကိုတာမီလို့ခေါ်တယ်နောက်နိဝတိခန္ဓာကိုယ်ထဲမှာအမြဲရှိနေတယ်အဲ့နေလဲရှိတာပဲဘယ်ချိန်မှသူအမြဲရှိနေခန္ဓာကိုယ်ရဲ့အိမ်ရှင်ဆိုပြီးတော့အမြဲနေထိုင်သူဖြစ်အတ္တကိုရည်ညွှန်းပြီးတော့ပြောကြတယ်နောက်တစ်ခါဘာပြောတော့ဆိုကာရကလှုပ်ရှားတွေလှုပ်တယ်ထမင်းစားတာဘယ်သူကစားအဲ့ဒီအတ္တလေးကစားတယ်လီဗီရှင်းကြည့်တာဘယ်သူကြည့်အတ္တကကြည့်တာပဲနော်
Atta Chida Waria Piora, Longan Kainari Loda, Budua Lodo, Atta Lodes. Alone lonely that, do lonely that, look your. Do a Messigo, don't chare, Nago, don't chare, Nakao, don't chare, Sliago, don't chare. Lodaga do it, huh? Edao Caracalo Cor. The Niavian Candiari will load to look to Devea. With a gasura, very load her a Jew, Kansadu, I never do with a car. Ero Kansadu, load to, sir. The Gayoshi the la look, solo, yes of ya the Aroya. Kamata Caragonati, a load of good loaded loser, Meshibu, Gango loaded book, Meshibu, Adasura, Meshibu. A Joundia Pora over loaded Lubiora. We Bagatasa will go a Joe Kansade, so the Kansade Adasra, Meshibu, a Judia Chipo Muda Chede. Toda Dama, Bawa Dandy, Ewe Dan Damadana. The Wawa the other day, Chinida Miada, Chide, Dilumima, the Kego. Namadadana, Mangane, and Lupiora, no? Erajamu Karakasura, Lemesiu, with a Gasure, Kanzadu Lemesiu. A daytime got Siemens Hoya Desert Bogu Lemesiu. The Gayado, Yonandama, Yonan Nakuha, Bausa Lalo, Enaji Chilla. Chilla Biro, Sagabiore, Era Blautin Shadow solution. Robosure, say you play with cheapo. Robosure, say you dema, battery ted habito. Loade, Chelade, Gombies on tay. I do a say you got a gabiora, eh? Jolo Yara, low de Gaine, Dwarela, as a gabiore, no set. Tilogo. Oh, you know, American Dwaranga, California Ginem. Sign a goo when Dwala de Kajara. I sign one. When you Luigi or Yan. Yanni the Poiro when I work and look. Nana out of your light. Now, by Lu home, say you G of your. Diluhamua she did, no? Era Tavin say you got Bioni, say you him a bashi don't look at Chetji like. Ah, mamma she. But you lose a gabiora. Siman Panita, Bonsa Lelo energy pitale. See, Nailia let a gabiora cook him as way. Talking cloud, Sagabioni. Change I the gabioni. Eddie the Bove. Poiro Danama, Yonan and a Bonsa like the Sagale Piore. Sara Rile Sare, Dole Dore, Lole Lodi. Era Jamulu, that wall, look, tin at him shitly. The Gayaro Yonan and Bonsa. Nailia lepa doaviro Nai a change at Kamadua, Bioni, the Benanai, Sura, Bioni. David did a bagonga, Bioni, I don't know so be a petchy dreamer account. Era Love, Poido, Panan, Kanagorema, the gay Lila, Suicide Chila Lucian, a counsellor, dreamer mobu, Adasura, dreamer mob. Sima Panzenda de Bogos or Dreamer mobu, Alo, a choja. Bonsa like the Kama, energy Pilla Viro. Sagavio Radi, Bahari Tari Pola, Edelum Yemolo Adelupio, no? Edo Poyo de Kanagorema, Beluwe Sagapio, Beluwe Yi, Beluwe Ngongo, Bahari Velo Nene, Didema Adasura, Mashilo, Tonya Lupio. Sagapio du Suramashiu. Modu Soramashiu, Yedu Soramashiu, Lolo du Soramashiu. The Garo Yonan and Naku Bonsa Biro da Piedora. Era Jamolo, Kanagorema, Piepiro, Shaji Messin, that dreamer mobu. Say you tell Piepiro, say you go Piet Shadalu. Talking glow, Piepiro, Shadalu, Bama dreamer mobu. Do ye, the Bawari, the dreamer, Sagavio du Shadreamer mobu. Era Jamolo, Donya Sore, David, another Shenipo. A combi, another like a dog, yes of Yaga, another Pashudonga, hold the lesson, Toka Shudonga hot. Toka Shudonga ni horror. Ruban Bakery, another, Yahano, Joha, another, Ata Mobude.
Rupinsa Hidan Bakery Atta Avoida. Senza need a coup pay like it. Come me Yoko Atta look Biome solution. Nahidan Rupan Avaraya Taodea. Diyoha Chara Nara Tigaita Ninara, Broma Messiah wood. No? Eri Avaraya Sure, Sagalonli ne Patela. Tomio Siaro Viajiga, Chana Jin look. Shisiaro Yidia, Najin Jin look piano. Tomio Siaro Yero, Chana Jin so that they will piano. Mazi Siaro Viajiaro, Avarayao, Eri Davidiha. To say them a Manalumatin, Avarayao, Peloberonsu, they said Chenghalo, Mazi Siaro yet pure. Ero Avarayaha Chanarala Tikai Ninarala Chanamu Najimula Tomo Nesatala Lucy. Chima solution no Avara Sure Devega, Anayoga Sure Devebe, no? Yoha Nada de Janade Chanadade Da Davidiku Shoga Lugo Nesades Ralehoda. David Nakulo Maro Mamau Todo di Avara Sure Sagaloha Dolly Zere Male, Dolly Zere Sulu Padonia Rori Dwa Omibni Vipadananya Nepadela Kajaro Anisa do, Duka do, Anata do Sure, Eri Dolly Zere, no? Eri Dolly Zere Ma, Avara do Sure Sagaloni Ba. Edo Avara do so the Sagalome, David will Pinsure Kama Bago Pinsuronso Doga Lure Gili Avada so the Yoga Pinibi solution Go Mapai no go to Aji and Dolumia Nimagawi so go to Aji and Dolumia Najin Kai K. Tiga Nina Nimes and Dolumia. Eddie David will you beat up. Ateri Bawa Sanaka Daya Sir David Nebiota. Ateri Sura Colochina Lulumiamu Colochina Malo Colochina Lona Jingo Malona Jingo Chissy Dalu Avaralo Sura. Da Yoga Sir David Upiora. Nebagona Ludia, Dwajanesi, Dwalumia. No? Kusanashida, Sajana le Salomiao, Lojana le Lolumiao. Now the Kuabaroso, Abada Bratana. Najin Tigachi, Nika a Jompilo, Yoshini Namabe. No? We're not in Yadinkara when you see Namabe. Ero Abada Sure David, Toka Luxora. Toka was in Yona. Ero Mazi Siarabio, Nasa de Surale Dokawe, Nachene Surale Dokawe. Todo Mazi Siaraya, Nachene Sure David would do a Mamamulu, Titi Linen Soda. A pony the boy Yajaro, Dolly said Emma Bali, Abara, Nachene, look your left money. No? Tika Ninare, Kona, Nasa de Sure David up your in leve, Mane look your Sarojiko Piantare, Eddie. Without him, Badayanema, Avada, Do, Erima, Sarah, you couldn't piantara. Nachin Yoga will not pitchin look piantara. Ero, Erisakalome. Pablo Rosa, the another who Doka shoot on the video, Yasavia, horror. Yoha Avarabe. Nare Yoha, Kubaku, Maswana, Lao, Swine that in Meshivu. Nachene Chanare, Chana Nidane, Aladran Dude, or D. David, human solution. No. David Pianso Jen Nakuzaloa, Mare Lup Yolumia, no? Pero Nachene Lue, Pian, Chana de Lue, Pian, Nese de Lue, Pian, Avarasura, Tokai at the Wo, Shimbia, Lue, Tilukma. That we don't met Dolly Sego Chichi. Erima Avara Dosa David Lipa.
ကောင်းပြီအာဘာဒာယရှင်းဆရာတော်ကြီးတွေသုံးတဲ့အတိုင်းနာကျင်ခြင်းဟာရုပ်ဟာအကယ်၍အတ္တဆိုလို့ရှိရင်ရုပ်ဟာမနာရဘူးလို့ဆိုလို့တယ်ဘာဖြစ်လို့လဲဆိုအတ္တဆိုတဲ့သဘာဝတရားကပိုင်ဆိုးတာကိုသူကိုယ်တိုင်စီမံခန့်ခွဲတာပိုင်ဆိုးတာဖြစ်သည့်အတွက်ကြောင့်နာကျင်ဖို့မဖြစ်စေရဘူးပေါ့ဒါကြောင့်မို့အာဘာဒဆိုတဲ့ဒုက္ခရောက်တာအဲ့တော့ဒီအတ္တဟာခန္ဓာကိုယ်ကြီးကိုသူကစိုးပိုင်ဖို့နေတာသူကသူပဲနားနေတယ်ဟာဆိုဘယ်လိုလုပ်စိုးပိုင်မှာစိုးပိုင်နိုင်ဘူးဒီလိုဆိုလို့တယ်ပေါ့ခန္ဓာ၅ပါးကသူကသူမှနားနေတာကိုနာတာတောင်ကိုပြောင်းအောင်မကုနိုင်လို့ရှိရင်ဘယ်လိုလုပ်ပြီးတော့သူကသူများကိုကုမှာတော့သူများကိုဘယ်လိုလုပ်အုပ်ချုပ်မှာတော့ဒါကြောင့်မို့လို့အာဘာဒာယဆိုတဲ့အဓိပ္ပာယ်ဟာနာကျင်တာပဲဖြစ်ဖြစ်ဖြားနာတာပဲဖြစ်ဖြစ်နှိမ့်ဆက်တာပဲဖြစ်ဖြစ်အဓိပ္ပာယ်အားဖြင့်တော့စီလျော်ပါတယ်လို့ပဲဒီလိုပဲမှတ်အမှာပဲဘာဖြစ်လို့တော့ဆိုတော့ရုပ်ဟာနာရတဲ့ကျင်တတ်တယ်နှိမ့်ဆက်တတ်တယ်ဒါကြောင့်မို့လို့ရူပံဒီရုပ်ဟာအကယ်၍အတ္တလို့ဆိုလို့ရှိရင်ဒီရုပ်ဟာမနာရဘူးမနှိမ့်ဆက်ရဘူးမဖြားနာရဘူးသို့တော့ရုပ်ဟာနာခြင်းနေတယ်နာယိတံရူပံအာဘာဒာယတံဝတေယကြည့်နောက်ဆက်တွဲလာပြီးတော့ပြောတာဒါတွေမကဘူးတော့လက်ပိထသရူပေဧဝမေရူပံဟောတုဧဝမေရူပံမဟောတိရုပ်တရားဒီလိုဖြစ်ဒီလိုမဖြစ်နဲ့လို့သူထိမ့်ချုပ်နိုင်စွမ်းရှိရမယ်တဲ့ဒီလိုဖြစ်ဆိုတော့နာရင်မနာရဘူးပေါ့ဖြားနာရင်မဖြားနာရဘူးမပျက်စီးရဘူးဒုက္ခမရောက်ရဘူးငါရုပ်ကလေးဟာတဏ္ဍမာမှာပဲဒုက္ခရှုတော့မယ်ရုပ်ဟာနာရတဲ့ကျင်တတ်တယ်နာရကျင်တတ်ရုံမကဘူးမနာအောင်လုပ်လို့လည်းမရဘူးလို့ဒီလိုပြောတာနော်မနာအောင်လုပ်လို့လည်းမရဘူးငါရုပ်လေးဟာတဏ္ဍမာမှာဖြစ်စေမနာစေနဲ့ဒီလိုမဖြစ်ရဘူးဒီလိုဖြစ်ရမယ်လို့စီမံခန့်ခွဲလို့ရမလားလို့ဆိုမရဘူးတဲ့အဲ့ဒါဒုက္ခရှုထောင့်ကနေအနတ္တကိုပြောတာဟောရူပံဘိက္ခဝေအနတ္တရူပင်္စဟိတံဘိက္ခဝေအတ္တအဘွေတနာယိတံရူပအာဘာဒာယတံဝတေယလဗ္ဗေထသရူပေဧဝမေရူပံဟောတုဧဝမေရူပံမဟောတိတိယတမသခောဘိက္ခဝေရူပံအနတ္တရုပ်ဟာအနတ္တတဲ့တတ္တမအာဘာဒာယတံဝတတိဒါကြောင့်မို့လို့ရုပ်ဟာနာတယ်နှိမ့်ဆက်တယ်နသလဗ္ဗတိရူပေဧဝမေရူပံဟောတုဧဝမေရူပံမဟောတိရုပ်ကလေးကိုကိုယ်ဆန္ဒအတိုင်းဖြစ်အောင်လုပ်လို့လည်းမရဘူးပြုပြင်ပြောင်းလဲလို့လည်းမရဘူးဒါကြောင့်မို့လို့အနတ္တလို့ဒီလိုပြောတာတဲ့ဒါဒုက္ခရှုထောင့်ကနေမြတ်စွာဘုရားကဟောတဲ့အနတ္တပဲထို့တူပဲဝေဒနာကိုလည်းပဲဒီတိုင်းဟောတယ်ဝေဒနာအနတ္တဝေဒနာဆိုတာအလုံးသိကြတဲ့အတိုင်းစိတ်ရဲ့ခံစားမှုလေးတစ်မျိုးပဲစိတ်ထဲမှာဖြစ်ပေါ်လာတဲ့ပျော်ရွှင်ခြင်းဟာလည်းခံစားတာပဲဝမ်းနေတာဟာလည်းခံစားတာပဲချမ်းသာတာလည်းခံစားတာပဲဆင်းရဲတာလည်းခံစားတာပဲချမ်းသာမှုလည်းမဟုတ်ဘူးဆင်းရဲမှုလည်းမဟုတ်ဘူးဆိုတာလည်းခံစားတာပဲအဲ့ဒီခံစားမှုဝေဒနာတွေဟာလည်းပဲအတ္တမဟုတ်ပါဘူးတဲ့ဘာဖြစ်လို့တော့ဆိုရင်ဝေဒနာဒီတိုင်းတည်မြဲနေတာမှမဟုတ်ပဲနဲ့ဝေဒနာဟာလည်းထိခိုက်နေတာပျက်စီးတတ်တဲ့သဘောတရားကြီးပဲတဲ့အဲ့ဒီဝေဒနာကိုကလည်းထိန်းချုပ်လို့ရလာလို့ဆိုမရဘူးကိုဖြစ်ချင်တဲ့အတိုင်းဖြစ်လို့မရဘူးဒါကြောင့်မို့လို့အနတ္တတင်ညာဆိုတာကိုကြည့်အောင်တင်ညာအနတ္တလူရဲ့စိတ်ထဲမှာအာယုတစ်ခုကိုမြင်လိုက်တာနဲ့တပြိုင်နက်မှတ်ပြီးသားဖြစ်နေအမှတ်တင်ညာကောင်းပြီဆိုလို့ရှိရင်ဒီလူကမှတ်မိလာလို့ရှိရင်အော်ဒီလူကအမှတ်တင်ညာကောင်းလိုက်တာနဲ့ပြောကြတာအာယုတစ်ခုမြင်လိုက်တာနဲ့တပြိုင်နက်မှတ်တယ်အဲ့ဒီမှတ်မှုတင်ညာဟာလည်းပဲအတ္တမဟုတ်ဘူးတဲ့ဘာဖြစ်လို့လဲဆိုအဲ့ဒီတင်ညာလေးကဒီတိုင်းနေတာမဟုတ်ဘူးသူကလည်းအာဘာဒဒုက္ခရောက်နေတယ်နှိမ့်ဆက်ခံနေရတယ်နှိမ့်ဆက်နေတယ်
သူကိုယ်တိုင်ကလည်းအနှိမ့်ဆက်ခံရတယ်ဘာကြောင့်အနှိမ့်ဆက်ခံနေရတော့ဆိုလို့ရှင်ဖြစ်ပြီးလာလို့ရှင်သူကမြဲနေတာမဟုတ်ပြတ်သွားဒါအနှိမ့်ဆက်ခံရတာပဲပေါ့နောက်အဲ့ဒီတင်ညာကိုလည်းပဲကိုဖြစ်ချင်တဲ့အတိုင်းဖြစ်အောင်လုပ်လို့မရဘူးတဲ့သူကသူလည်းစွမ်းဆောင်နိုင်မှုမရှိဘူးဒါကြောင့်မို့လို့တင်ညာဟာအနတ္တသင်္ခါရဆိုတဲ့သဘာဝတရားတွေကိုကြည့်လိုက်မယ်တွေးတာကြံတာတို့စိတ်ဆော်တာတို့ကြံတဲ့သဘာဝတရားတွေအားလုံးဟာလေစေတသိက်တွေအားလုံးဟာလေအနတ္တပဲဘာဖြစ်လို့တော့ဆိုတော့သူတို့လည်းမြဲနေတာမဟုတ်ဘူးဖြစ်မှုပြမှုတွေကအနှိမ့်ဆက်ခံနေရတာပဲသူတို့ကလည်းနှိမ့်ဆက်တယ်သူတို့လည်းအနှိမ့်ဆက်ခံနေရတယ်အကယ်၍အတ္တဆိုရင်အနှိမ့်ဆက်မခံရဘူးပေါ့အနှိမ့်ဆက်မခံရဘူးဆိုမှအတ္တအခုတော့အနှိမ့်ဆက်ခံနေရတဲ့အတွက်ကြောင့်အတ္တမဟုတ်ဘူးသူတို့ကိုယ်တိုင်ကိုလည်းဖြစ်ချင်တဲ့အတိုင်းဖြစ်နိုင်ခွင့်မရှိကြဘူးဒါကြောင့်မို့လို့သင်္ခါရဟာလည်းအနတ္တပဲအသိစိတ်ဆိုတဲ့ဝိညာဉ်လေးကိုပဲကြည့်အောင်ဝိညာဏအနတ္တဝိညာဏဟာလည်းအတ္တမဟုတ်ဘူးတဲ့ဘာဖြစ်လို့တော့ဆိုကြည့်ဝိညာဏဟာလည်းပဲအနှိမ့်ဆက်ခံနေရဘာအနှိမ့်ဆက်တာလဲဖြစ်ပြီးပြက်တာအနှိမ့်ဆက်နေတာပဲပေါ့သူကိုယ်တိုင်ကအနှိမ့်ဆက်ခံနေရတဲ့အာဘာဒအဲ့ဒါလို့အနှိမ့်ဆက်ခံနေရယုံနေမကဘူးကိုဖြစ်ချင်တဲ့အတိုင်းဒီဝိညာဉ်လေးဟာဖြစ်ခွင့်မရှိဘူးဒါကြောင့်မို့လို့အနတ္တပဲလို့မြတ်စွာရှင်းလင်းလင်းသိအောင်လို့ဒီအနတ္တဒုက္ခရှုထောင့်ကနေပြီးတော့အနတ္တကိုရှင်းပြနေတာနော်အနတ္တကိုရှင်းပြနေတာအဲ့ဒါလို့ရှင်းပြပြီးတဲ့အခါကျတော့မြတ်စွာဘုရားကအနတ္တဟာအရေးကြီးလို့ဥတည်ပြီးတော့ရှင်းပြပေမဲ့လို့ဝိပဿနာဆိုတာအနိစ္စလည်းမြင်ရမယ်ဒုက္ခလည်းမြင်ရမယ်အနတ္တလည်းမြင်ရမယ်သုံးမျိုးလုံးမြင်မှပြည့်စုံတယ်နော်သုံးမျိုးလုံးမြင်မှပြည့်စုံဒါကြောင့်မလို့မိဂုံးနေထုတ်တယ်မိဂုံးထုတ်တာကိုဖြေတယ်ဆိုတာသင်ထားတဲ့အတိုင်းဖြေတာမဟုတ်ဘူးသူတို့အလေးနဲ့စဉ်းစားပြီးတော့မှတကယ်သဘောကျလို့ဖြေတဲ့အဖြေနော်တန်ကိမ္မညထဘိက္ခဝေကဲငါမေးမယ်မိဂုံးတစ်ခုဘယ်လိုယူဆကြသလဲဘယ်လိုပြောကြမလဲရူပံနေဆံဝါအနိစ္စဝါရုပ်တရားဟာနေဆာလားအနိစ္စလားဆိုတော့သူတို့စဉ်းစားတဲ့အလေးနဲ့စဉ်းစားပြီးသိလို့ဖြေတဲ့အဖြေအနိစ္စပါဗျာအနိစ္စဗန္တိလို့ဒီလိုဖြေတာနော်သင်လို့ကြက်ထားလို့ဖြေတဲ့အဖြေမျိုးမဟုတ်ရဘူးဝိပဿနာဉာဏ်နဲ့ရုပ်တရားတွေရဲ့မမြဲတာကိုသူတို့ကိုယ်တိုင်ဝိပဿနာဉာဏ်ရှုပြီးတော့မြင်ထားတာအဲ့ဒါကြောင့်မို့လို့သူတို့စိတ်ထဲမှာမြဲတဲ့ရုပ်ဆိုတာဘယ်မှာမှရှာမတွေ့ဘူးရှာမတွေ့သည့်အတွက်ကြောင့်ဟုတ်တော်ဝါအဘာဝမဖြစ်ခင်ကလည်းရှိနေတာမဟုတ်ဘူးဖြစ်ပြီးတဲ့နောက်မှလည်းပဲတဏှာမှာစုဝေးတည်ရှိနေတာမဟုတ်ဘူးဟုတ်တော်ဝါအဟုတ်တော်ဝါတံဘောဓိဟုတ်တော်ဝါပฏิဝေတိတဲ့အဟုတ်တော်ဝါမဖြစ်ခင်ကလည်းအဟုတ်တော်ဝါတံဘောဓိဒီဟုတ်တော်ဝါပฏิဝေတိအဟုတ်တော်ဝါမဖြစ်ခင်ကနေအကြောင်းတရားတွေကြောင့်တစုံတစ်ခုကြောင့်ငကောရှိနေတာမဟုတ်ဘဲနဲ့တံဘောဓိအကြောင်းတရားတွေကြောင့်ဖြစ်ပေါ်လာတာအဟုတ်တော်ဝါဆိုဘယ်နေရာမှသူတို့ရှိနေတာမဟုတ်ဘူးရှိနေတဲ့ထဲကယူပြတာမဟုတ်ဘူးเนาะဆိုပါစို့စောင်းအိုးထဲမှာစောင်းကြိုးထဲမှာစောင်းတန်လေးရှိနေတာမဟုတ်ဘူးလက်နဲ့စောင်းကြိုးနဲ့စောင်းအိုးပေါ်မှာတက်ဆင်ထားတဲ့စောင်းကြိုးကိုလက်နဲ့တီးခတ်တဲ့အခါမှာဒီအတန်လေးကထွက်လာတာထွက်လာပြီးတဲ့နောက်မှာအဲ့ဒီအတန်လေးကဒီထဲပြန်ဝင်သွားတာမဟုတ်ဘူးသို့မဟုတ်တဏှာမှာသွားစုပြီးတော့ပုံနေကြတာရှိတာမဟုတ်ဘူးအဲ့တော့အဟုတ်တော်ဝါတံဘောဓိငကိုကရှိနေတာမဟုတ်ပဲတံဘောဓိအကြောင်းတိုက်ဆိုင်လို့ဖြစ်လာတယ်ဟုတ်တော်ဝါအကြောင်းတိုက်ဆိုင်လို့ဖြစ်ပေါ်လာပြီးတဲ့နောက်မှာလဲပฏิဝေတိလုံးဝပြောင်းခွဲသွားတယ်ဒါအနိစ္စလို့ပြောတာအနိစ္စဆိုတာအဲ့ဒါကိုပြောတာနော်အဲ့ဒါကိုဟုတ်တော်ဝါအဘဝထေနာလို့စာပေကျမ်းကမှာဒီလိုဆိုတယ်ဖြစ်လာပြီးတဲ့နောက်မရှိတော့တာအနိစ္စဗမာလူတော့မမြဲဘူးနဲ့ဒါတော့ပဲပြောတာ
ကဲကောင်းပြီနေဆလာအနိစ္စလားလို့ဆိုရုပ်တရားတွေကိုသူတို့သိသမျှကြည့်လိုက်တဲ့အခါမှာပိဿဝဂ္ဂီတွေကအနိစ္စဖြစ်ပြီးတဲ့နောက်ပြတ်သွားတာတွေကြီးပဲမရှိဘူးဆိုတာသူတို့သဘောကျအဲ့တော့မြတ်စွာဘုရားဆက်မေးတယ်အဲ့ဒီမမြဲတဲ့ရုပ်ဟာဒုက္ခလားဒုက္ခလားလို့ဆိုတော့ဒုက္ခပါဘုရားလို့ဖြေကြသာဝရမြဲနေရင်တော့ဒါကျင့်တတ်ဆရာကြီးပေါ့မြဲနေရင်ကျင့်တတ်ဆရာကြီးပဲဟောမမြဲဘူးဆိုတော့ကျင့်တတ်ဆရာမကောင်းလို့ဒုက္ခပါဗျာဘာကြောင့်ဒုက္ခလို့ပြောတာတော့ဆိုရင်ဖြစ်မှုပြက်မှုကကပ်ပြီးတော့အနှောက်အယှက်ပေးနေလို့ဒုက္ခလို့ပြောတာဒါမို့ဥဒယဘယပฏิပိလနထေနဒုက္ခလို့အဓိပ္ပာယ်ဖွင့်ဆိုဥဒယဘယဆိုတာဖြစ်မှုပြက်မှုတွေကနေအမြဲတမ်းအနှောက်အယှက်ပေးတာကိုခံနေရလို့ဒုက္ခလို့ဒီလိုပြောတာနော်ဒီဒုက္ခကဘယ်ကလာတဲ့ဒုက္ခတော့ဆိုအနိစ္စရှုတော့မှလာတာမမြဲလို့ဒုက္ခမမြဲလို့ဒုက္ခဒုက္ခလက္ခဏာကိုထင်ရှားစေတယ်အနိစ္စလို့သိသွားရင်ဒါကြောင့်မို့လို့စာပေကျမ်းဂန်မှာဆိုထားတယ်အနိစ္စမြင်ရင်ဒုက္ခလည်းမြင်တယ်အနတ္တလည်းမြင်တယ်လို့ခွင်းဆက်ကိုသူကနော်နောက်တစ်ခါမြတ်စွာဘုရားမေးပြန်တယ်ယမ္ပနရူပံအနိစ္စံဒုက္ခံဝိပရိနာမဓမ္မနော်တလန္နုတန်တမနုပတ္တိတောဣတံမမဧသောဟမတမိဧသောမေအတ္တာအဲ့ဒါလို့မမြဲဘူးဆင်းရဲတယ်ပြောင်းလဲတဲ့သဘောရှိတဲ့ယုတ်တရားကိုငါဟာလို့ရှုလို့တင့်တော်ပါမလားဒီမေကုံမေးတာနော်ငါလို့ရောရှုလို့တင့်တော်ပါမလားမတင့်တော်ဘူးငါရဲ့အတ္တလို့ရှုဖို့ရောတင့်တော်မလားဆိုမတင့်တော်ဘူးတဲ့နောဟိတံဗန္တေလို့ဒီလိုဖြေကြတာနော်ဒါလည်းပဲအနိစ္စဒုက္ခရှုထောင့်ကနေပြီးအနိစ္စရှုထောင့်ကနေအနတ္တလက္ခဏာကိုဖော်ကျူးပေးတာခုနတုန်းကဒုက္ခလက္ခဏာဒုက္ခရှုထောင့်ကနေပြီးတော့အနတ္တကိုမြတ်စွာဘုရားထင်ရှားအောင်ဟောပြတယ်အခုဒီစကားကြတော့အနိစ္စရှုထောင့်ကနေပြီးတော့အနတ္တကိုပြန်ရှင်းပြတယ်ရှင်းတာအနတ္တပဲပေါ့အဲ့ဒီမှာနေတံဧတံမမဧသောဟမတမိဧသောမေအတ္တဆိုတဲ့ဒီအတွေးတွေကဧတံမမဆိုတာတဏှာရဲ့အတွေးဧသောဟမတမိဆိုတာမာနရဲ့အတွေးဧသောမေအတ္တဆိုတာဒိဋ္ဌိရဲ့အတွေးအဲ့ဒီအတွေး၃ပါးပပ္ပစ္စတရား၃မျိုးရဲ့အမြင်တွေကိုဒီနေရာမှာရှင်းပြတာနော်ရုပ်တရားနဲ့ပတ်သက်ပြီးတော့အဲ့ဒါလို့ဟောတယ်လို့ပဲတခါဝေဒနာတင်ညာသင်္ခါရဝိညာဉ်ဆိုတာနဲ့ပတ်သက်ပြီးတော့လေတစ်ခုစီတစ်ခုစီမြတ်စွာဘုရားမေးတယ်မေးလိုက်တဲ့အခါမှာသူတို့သဘောကျထားတဲ့အတိုင်းပိဿဝဂ္ဂီတွေကဖြေကြတယ်အနိစ္စပါဗျာအနိစ္စဆိုရင်ဒုက္ခလားဒုက္ခလားဒုက္ခပါဗျာအဲ့ဒီမမြဲပြီးတော့ဆင်းရဲတဲ့ကြောင်းလဲတဲ့သဘောရှိတဲ့တရားကိုဒီလိုဆိုရင်ငါဟာငါပဲငါရဲ့အတ္တပဲလို့ရှုရင်သိတော်ပါမလားဆိုမသိတော်ပါဗျာလို့ဖြေကြအဲ့ဒီမေးဖြေနေတာကိုသူတို့ရဲ့ဝိပဿနာဉာဏ်ရင့်တန်ဒါအလေးနဲ့ထားစဉ်းစားပြီးတော့မြတ်စွာဘုရားကမေးပြီးတော့နေနေတာစစ်ဆေးနေတာအဲ့ဒီစစ်ဆေးရင်သူတို့ကအပလိုင်းလုပ်နေကြတာပဲဒါဝိပဿနာကျင့်စဉ်တစ်ခုကိုကျင့်နေတာလို့ပဲဒီလိုမှတ်ရအစင်းမြင်တဲ့ဝိပဿနာတစ်ခုကိုရှင်းတဲ့ရှင်းအောင်မြတ်စွာဘုရားအဲ့ဒါလိုဟောပြီးတဲ့အခါကျတော့မြတ်စွာဘုရားအပါမေးနောက်တစ်ခါမေးတာကောင်းပြီတဲ့ဒီရုပ်တွေဝေဒနာတွေရုပ်ဝေဒနာသင်ညာသင်္ခါရဝိညာဉ်ခန္ဓာ၅ပါးနဲ့ပတ်သက်ပြီးတော့ရုပ်တရားတွေဟာဘယ်တော့ကရုပ်တရားပဲဖြစ်ဖြစ်အတိတ်ကရုပ်တရားပဲဖြစ်ဖြစ်အခုပစ္စုပန်ရှိနေတဲ့ရုပ်တရားပဲဖြစ်ဖြစ်အနာဂတ်မှာဖြစ်ပေါ်လာမယ့်ရုပ်တရားပဲဖြစ်ဖြစ်ကိုယ်တဏ္ဍာမှာပဲရှိတဲ့ရုပ်တရားပဲဖြစ်ဖြစ်သူများတဏ္ဍာမှာဖြစ်တဲ့ရုပ်တရားပဲဖြစ်ဖြစ်ကျမ်းတမ်းတဲ့ယုတ်တရားသိတာထင်ရှားတဲ့ယုတ်တရားပဲဖြစ်ဖြစ်တိမ်မွေးတဲ့မသိတာမထင်ရှားတဲ့ယုတ်တရားပဲဖြစ်ဖြစ်တဲ့အောက်တန်းကြတဲ့ယုတ်တရားပဲဖြစ်ဖြစ်အထက်တန်းကြတဲ့ယုတ်တရားပဲဖြစ်ဖြစ်ဝေးတဲ့နေရာမှာရှိတဲ့ယုတ်တရားပဲဖြစ်ဖြစ်နီးတဲ့နေရာမှာရှိတဲ့ယုတ်တရားပဲဖြစ်ဖြစ်ဟော
ဒီ7မျိုးနဲ့နော်ရုပ်ဆိုတာဘယ်ရုပ်ပဲဖြစ်ဖြစ်လို့ပြောတာအဲ့ဒီရုပ်တွေကိုနေတံမမနေသောဟမတမိနမေသောအတ္တငါဟာမဟုတ်ဘူးငါလည်းမဟုတ်ဘူးငါရဲ့အတ္တလည်းမဟုတ်ဘူးလို့ယထာဘူတံသမ္မပညာယထထဗံဝိပဿနာဉာဏ်နဲ့ရှုမြင်ဖို့ရမြတ်စွာဘုရားကသွန်သင်ဆုံးမခိုင်လိုင်းပေးနေတာပေါ့ဒီတိုင်းမြင်အောင်ကြည့်လို့ပြောတာမှန်ကန်တဲ့ဉာဏ်အမြင်နဲ့ကြည့်ထို့တူပဲဝေဒနာလဲအတိတ်ကဝေဒနာပဲဖြစ်ဖြစ်အခုပစ္စုပန်ကိုသိလိုက်တာနဲ့တပြိုင်တည်းနီးယူပြီးအတိတ်ကဟာပဲဖြစ်ဖြစ်အနာဂတ်လာမယ့်ဟာပဲဖြစ်ဖြစ်ကိုယ်တဏ္ဍာငါဟာပဲဖြစ်ဖြစ်သူများတဏ္ဍာငါဟာပဲဖြစ်တူတူပဲဒါတွေအကုန်လုံးနော်အဲ့ဒါတွေကိုငါဟာငါရဲ့ငါပဲငါရဲ့အတ္တပဲလို့ဟိုငါဟာမဟုတ်ဘူးငါလည်းမဟုတ်ဘူးငါရဲ့အတ္တလည်းမဟုတ်ဘူးလို့မှန်ကန်တဲ့ဉာဏ်မြင်နဲ့ရှုမြင်သုံးသပ်ကြရမယ်လို့ instruction ပေးနေတာနော်အဲ့ဒါလို့ရှင်းနဲ့သူတို့ဟာရုပ်အကြောင်းကိုသိချာချာအသေးစိတ်သိပြီးတော့သဘောကျအောင်တရားနာတယ်ဝေဒနာသင်ညာသင်္ခါရဝိညာဉ်တို့ကိုလည်းသဘောကျအောင်အဲ့ဒါလို့တရားနာလိုက်တယ်ကောင်းပြီအဲ့ဒါလို့ငါလည်းမဟုတ်ဘူးငါလည်းမဟုတ်ဘူးငါရဲ့အတ္တလည်းမဟုတ်ဘူးလို့မမှန်ကန်ကန်မြင်လာပြီဆိုလို့ရှိရင်အဲ့ဒါလို့မမှန်ကန်ကန်မြင်လာတဲ့အကျိုးကျေးဇူးကဘာလဲလို့ဆိုတာကိုမြတ်စွာဘုရားဆက်ပြီးဧဝံပတ္တံဘိက္ခုတုဒ္ဒဝါအရိယတာဝကောတုဒ္ဒဝါဆိုတာတရားကိုကြားဘူးနာမှဘုရားစီကကြားထားတဲ့ပုဂ္ဂိုလ်ပြောတယ်နော်ဘယ်တာဝကပဲဖြစ်ဖြစ်မကြားဘူးပဲနဲ့ဘယ်ဟာမှကိုယ်ပိုင်ဉာဏ်နဲ့ထိုးရမသိနိုင်ဘူးရှင်သာရိပုတ္တရာလိုဉာဏ်ကြီးတဲ့ပုဂ္ဂိုလ်တောင်မှပဲကိုယ်ပိုင်ဉာဏ်နဲ့ထိုးရသိနိုင်တာမဟုတ်ဘူးဒါကြောင့်မို့လို့တုဒ္ဒဝါရှင်းဥစွာနာယူမှတ်သားရမယ်သင်ရမယ်တရားတုဒ္ဒဝါအရိယတာဝကောဇာဘူးနာဝရှိပြီးတော့သင်ယူထားတဲ့ဓမ္မစကြာတော့ကမြတ်စွာဘုရားနော်အနန္တုတုတေတုဓမ္မေတုသူမြတ်ဆရာသင်ထားတာမဟုတ်ဘူးကြားလည်းမကြားဘူးနော်အဲ့ဒါကိုယ်ပိုင်ဉာဏ်နဲ့ထိုးရင်းသိတာကိုပြောတာအခုကျတော့မြတ်စွာဘုရားဟောလို့ကြားဘူးနာဝရှိထားတဲ့ပုဂ္ဂိုလ်ဟာဧဝံပတ္တံတုဒ္ဒဝါရိယတာဝကောဘာဖြစ်တုံးဆိုရူပသမိန်ပိနိဗ္ဗိန္ဒတိရုပ်တရားတွေဖြစ်ပြနေတဲ့သဘောတရားတွေကိုကောင်းကောင်းမြင်လာတဲ့အခါကျတော့ရုပ်တရားပေါ်မှာလည်းပဲညှင်းငွေ့လာတယ်ညှင်းငွေ့တယ်ဆိုတာတာယာမှုရှာမတွေ့တော့ဒါပြောတာညှင်းငွေ့တယ်ဆိုတာမတာယာတော့ဘူးလို့ပြောတာနော်မလိုချင်တော့ဘူးလိုချင်နေလို့ခက်တာဟုတ်အဲ့တော့မလိုချင်တော့ဘူးတွေ့တာမှုတွေတခါလည်းမရှိတော့ဘူးနိဗ္ဗိန္ဒတိနိဝိန္ဒတိဆိုတာဗမာညီးငွေတယ်လို့ပြန်တယ်သူ့ရဲ့စကားလုံးအဓိပ္ပာယ်နဲ့ရှင်းပြောမယ်ဆိုရင်ဝိဆိုတာဝိန္ဒတိဆိုတာရတယ်နိဝိန္ဒတိဆိုတာမရဘူးဘာမရတာတော့ဆိုကျင့်တတ်မှုမရဘူးတာယာမှုမရဘူးเนาะပျော်ရွှင်မှုမရတော့ဘူးခါတိုင်းကရုပ်ကလေးနဲ့ပျော်နေတာအဲ့ပျော်ရွှင်မှုမရတော့ခါတိုင်းကရုပ်ကလေးကိုကျင့်တတ်တယ်အဲ့ကျင့်တတ်မှုမရတော့ပျော်ရွှင်မှုတွေကျင့်တတ်မှုတွေဒါတွေကိုမရတော့ဘူးတဲ့အဲ့ဒါကိုညီးငွေ့တယ်လို့ပြောတာเนาะအဲ့ဒါလို့ညီးငွေ့မှအဲ့ဒါလို့မဟုတ်ဘဲနဲ့ညီးဝေ့တယ်ဆိုတာရှိသေးတယ်ပါဇက်ကတော့ညီးနေတာဒါပေမဲ့ဝေ့နေတာဒီနာပဲဒီရုပ်ကလေးတွေပဲလှည့်ပြီးဝေ့နေတာအဲ့ဒါကြတော့ညီးငွေ့တာမဟုတ်ဘူးတဲ့ညီးပြီးတော့ဝေ့နေတာเนาะညီးတယ်လေဒုက္ခနဲ့ညီးပြီးတော့ဒီနာပဲဝေ့လေချောင်မလုံနေအဲ့တော့နိဗ္ဗိန္ဒတိညီးငွေ့တယ်ဆိုတာตายာเสียရှာမတွေ့တာကိုပြောတာเนาะจิตတတ်เสียရှာမတွေ့တော့ဘူးจิตတတ်เสียမတွေ့တော့ဘူးဆိုရင်ပြစ်လိုက်ချင်တာပေါ့ဒါဟုတ်တာပေါ့အကောင်းမရှိတော့ဘူးဆိုပြစ်တော့မှာပေါ့ဘယ်နေရာမှจิตတတ်เสียမရှိဘူးဆိုနိဗ္ဗိန္ဒတိနိဗ္ဗိန္ဒံဝိရစတိမတွေ့တော့ဘူးတဲ့ညီးငွေ့လာသည့်အတွက်ကြောင့်အဲ့ဒီယုတ်တရားပေါ်ဝေဒနာတင်ညာသင်္ခါရဝိညာဉ်ဆိုတဲ့ခန္ဓာတွေပေါ်မှာမတွေ့တာတော့ဘူးအဲ့တော့နိဗ္ဗိန္ဒတိညီးငွေ့တယ်ဆိုတာဘာကိုပြောတာတုံးလို့ဆိုတို့ကျုပ်ကအဲ့ဒါဝိပဿနာဉာဏ်အဆင့်မြင့်ဆုံးရောက်သွားတာကိုပြောတာဝိပဿနာဉာဏ်အားလုံးကိုရည်ညွှန်းပြီးတော့နိဗ္ဗိန္ဒတိသ
သင်္ခါရတွေပေါ်မှာလုံးဝငြိမ်ငွေသွားပြီတာယာမှုရှာမတွေ့တော့ဘူးသင်္ခါရကင်းသွားတဲ့သင်္ခါရမရှိတဲ့နေရာသင်္ခါရချုပ်ဆုံးတဲ့နေရာသာလျှင်နှစ်သက်စရာကောင်းတယ်ဆိုတာကိုတွေ့တာပေါ့နော်အဲ့တော့နိဗ္ဗိန္ဒံတာယာမှုကိုမတွေ့တဲ့ဟာကြတော့ဝိရိစတိမတွေ့တာတော့ဘူးတတ်မဲ့မှုတွေမရှိတော့ဘူးအဲ့ဒါကမက်စိတ်ပေါ်တာကိုပြောတာနိဗ္ဗိန္ဒတိကဝိပဿနာဉာဏ်ယဉ်တဏကိုပြောတယ်ဝိရိစတိဆိုတာမက်ဖို့မက်အဆင့်ကိုပြောတာဝိရာဂဝိမု စတိတဲ့တတ်မဲ့မှုတွေကင်းသွားတဲ့အခါကျတော့လွတ်မြောက်သွားတယ်ဖို့စိတ်ဖြစ်တာကိုပြောတာဆိုလိုတာကဝိပဿနာဉာဏ်မဲ့ဉာဏ်ဖို့ဉာဏ်ကိုရသွားတာဒီစကလုံးတစ်လုံးစီနဲ့ပြောသွားတာနိဗ္ဗိန္ဒတိဝိပဿနာဉာဏ်ဝိရိစတိမဲ့ဝိမု စတိဖို့ဒီဟာကိုပြောတာနော်အချင်းချင်းနဲ့ပြောတာဒီလမ်းကြောင်းတိုင်းပဲဝိရာဂဝိမု စတိပြီးတဲ့အခါကျတော့မှဖို့စိတ်ဖြစ်ပြီးတဲ့အခါကျဝိမု တ္တသမိဝိမု တ္တမိတိဉာဏ်အဟောတိတဲ့ကိုလွတ်တာကိုလွတ်တယ်လို့ပြန်ပြီးတော့သိတဲ့ဉာဏ်ဖြစ်သွားတယ်အဲ့ဒီကြတော့မှငါဟာတကယ် freedom ဖြစ်သွားပြီလို့ဒီလိုပြောတာလောကလူတွေကနော်အလုပ်ကလေးတစ်ခုလုပ်နေရနေပြီးတော့အဲ့ဒီအလုပ်တွေပြီးသွားရင်တော့ freedom လို့ပြောကြတယ်ဘယ်အောင်မှာတော့ကြိုးတန်းလန်းနေပဲလွတ်လပ်သွားပြီသားတွေသမီးတွေလည်းပြောကြတယ်လေဒီသားကလည်းစောင်းဝဲတွေပြီးသွားလို့ယာရုတွေရပြီသူကသူနေကြပြီသမီးကလည်းတူတူပဲအကုန်လုံးလွတ်လပ်သွားပြီလို့ထင်တယ်ဘယ်ဟုတ်မလို့တော့ကြတော့မြီးကရောက်လာပြန်မလွတ်လပ်ဘူးဆိုတာထင်ရှားတယ်ပေါ့နော်စိတ်ရဲ့လွတ်လပ်မှုကိလေသာတွေအညစ်အကြေးတွေကကိုယ်တဏ္ဍာမှာရှိနေသေးတယ်မြန်ဘယ်တော့မှလွတ်လပ်တယ်လို့ပြောလို့မရဘူးဝိမု တ္တဆိုရယ်လွတ်လပ်မှုစိတ်ထဲကအတွေ့အတာတွေအလုံးလွတ်သွားတာမှလွတ်တယ်လို့ခေါ်တာပြင်ပကအလုတ်ကိစ္စတွေပြီးသွားလို့လွတ်လပ်တာကိုပြောတာမဟုတ်ဘူးအေကောင်းပြီဝိမု တ္တသမိဝိမု တ္တမိတိဉာဏဟောတိဆိုတဲ့ပစ္စဝကနာဉာဏ်ဖြစ်တယ်အဲ့လိုဖြစ်ပြီးတဲ့အခါကျတော့ဘာတွေကိုထပ်ပြီးသိလာတော့ဆိုခိနာဇာတိနောက်ဘဝငါမွေးเสียမရှိတော့ငါရဲ့ဇာတိတရားကုံသွားပြီဝိသိတံဗြဟ္မစရိယညသောအကျင့်ကိုလည်းပြည့်ပြည့်ဝဝကျင့်ပြီးသွားပြီကတံကရဏီယံလှုပ်เสียကိစ္စတွေငါလှုပ်ပြီးသွားပြီဟောအဲ့ကြတော့မှအလုတ်ကပြီးတာပုရုဇဉ်တွေဟာဘယ်တော့မှအလုတ်မပြီးဘူးလို့ဆိုလို့သောတာပန်တွေလည်းအလုတ်မပြီးသေးဘူးတဂရကံလည်းအလုတ်မပြီးဘူးအနာကံလည်းအလုတ်မပြီးသေးဘူးယဟန္တာကြတော့မှအလုတ်ပြီးတာဒါကြောင့်မို့လို့ယဟန္တာကြတော့ဗာပြောတော့ဆိုကာလောခတတိဘူတာနိဆိုတဲ့ဂါထာလေးမှာနော်ကာလောခတတိဘူတာနိအချိန်ကဘသူတွေကိုစားနေတုံးဆိုတတ္တဝါတွေကိုစားနေအချိန်ကတတ္တဝါတွေကိုစားပြစ်နေတယ်ကာလောကတတိဘူတာနိတပ္ပနေဝသဟတနာတတ္တဝါတွေကိုစားရင်သူ့ကိုယ်သူလည်းစားသွားအချိန်ကကုန်သွားတာဟုတ်ယဟန္တာကြတော့ယောစကာလကတောပုတောယဟန္တာကြတော့အချိန်ကိုစားပြစ်လိုက်သူ့မှာအချိန်တွေပိုသွားပြီလူတွေကြတော့အချိန်ပိုတယ်လို့မရှိဘူးဘာလို့လုံးเสียတန်းလန်းနေဒါပေမဲ့လူတွေကထင်တယ်ငါမှအချိန်တွေကိုပိုးနေပြီဘာမှလုံးเสียမရှိတော့ဘူးလုံးเสียတွေငါအားနေတယ်လွတ်လပ်နေတယ်လို့ဒီလိုထင်တာမဟုတ်ဘူးယဟန္တာပုဂ္ဂိုလ်ကမှအချိန်ပိုတာကြံတဲ့ပုဂ္ဂိုလ်တွေကလုံးเสียတန်းလန်းနေပဲမလုံးခဲနေတာပဲဖြစ်တယ်နော်ပြင်းတဲ့လူဆိုအချိန်တွေပိုးနာပဲအမြဲတမ်းအချိန်တွေပိုးနာအဲ့တော့ယန္နာပုဂ္ဂိုလ်ကြတော့မှအချိန်ဆိုတာကိုအနိုင်ယူလိုက်တာပဲယန္နာပုဂ္ဂိုလ်ကြတော့အချိန်ကိုအနိုင်ယူလိုက်ပြီသူ့မှာလှုပ်ရှားတွေကအကုန်ပြီးသွားပြီဘာမှလှုပ်ရှားမရှိတော့ဘူးလို့ဒီလိုသိမြင်လာတယ်လို့မြတ်စွာဘုရားကအနတ္တလက္ခဏာသုတ်ကိုဝိပဿနာကျင့်စဉ်တစ်ခုအနေနဲ့ဒီလိုရှင်းလင်းပြလိုက်တဲ့အခါကျတော့ဣမတမိန်စပါဏဝေယကရဏတမိန်ပညာမာနီဟောလိုက်တဲ့အခါကျတော့ပိစဝဂီယဟန်ရဲ့စိတ်ဟာတဏှာဒိဋ္ဌိစတဲ့တဏှာအစွဲအလန်းနေသူတို့တဏှာမှာဒိဋ္ဌိကတော့ကျွတ်ခဲ့ပြီးသားပေါ့နော်မှန်ပါပါဗျာအစွဲလန်းနေလုံးဝကင်းပြီးတော့အာသောတရားတွေကလုံးဝစိတ်ကိုလာပြီးတော့
လွှမ်းမိုးမထားနိုင်တော့ဘဲနဲ့အာသောတရားတွေကလုံးဝလွတ်ပြီးတော့စိတ်ဟာလုံးဝစင်ကြယ်တဲ့အဆင့်ကိုရောက်သွားတယ်လွတ်မြောက်သွားတယ်အနုပါဒာယအာတဝေဟိစိတ်တာနိဝိမုတ်စိန်တုလွတ်မြောက်သွားပြီဆိုလိုတာကယဟန္တာဖြစ်သွားကြပြီအဲ့ဒီကြတော့မှဒီအနတ္တလက္ခဏာတုတ်ကိုနာရင်ကနေဝိပဿနာကျင့်စဉ်ကိုတိုးမြင့်ပြီးတော့တရားနာရင်ကျင့်လိုက်ကြတာ၅ပါးစလုံးတပြိုင်နက်ယဟန္တာဖြစ်သွားကြတယ်သောတာပန်ဖြစ်တုန်းကတော့တရက်စီဖြစ်ကြတယ်ယဟန္တာဖြစ်တဲ့အခါကျတော့တရက်တည်းတစ်ချိန်တည်းဖြစ်သွားကြတယ်လို့ဒီလိုဆိုလိုတယ်နော်အထက်ဝိပဿနာမှာသွားပြီးတော့ရှင်သာရိပုတ္တရာနဲ့ရှင်မောက္ကလန်တို့ရှင်သာရိပုတ္တရာကရှင်အတ္တစီရဲ့တရားကိုနာရလို့သောတာပန်ဖြစ်သွားတယ်သူကနေတဆင့်ပြောပြလို့ရှင်မောက္ကလန်ကသောတာပန်ဖြစ်သွားတယ်တစ်ချိန်စီသောတာပန်ဖြစ်သွားကြတယ်ဟောနောက်ထပ်ဝိပဿနာကျင့်စဉ်တွေသောတာပန်ဖြစ်ပြီးတဲ့နောက်မှာရှင်မောက္ကလန်ကကျင့်လိုက်တာ9ရက်နဲ့တည်းပဲသူကယဟန္တာဖြစ်သွားတယ်ရှင်သာရိပုတ္တရာကျတော့15ရက်ကြာနေတယ်ဘာဖြစ်လို့သူကအသေးစိတ်လိုက်နေလို့အဲ့ဒါလို့အနုပရဓမ္မဝိပဿနာရှင်သာရိပုတ္တရာရဲ့ဝိပဿနာဟာအသေးစိတ်ဉာဏ်ကြီးတော့အသိဉာဏ်နဲ့ချက်ကားပြီးတော့ကြည်နေတော့အချိန်နဲ့ကြာတယ်လို့ဒီလိုဆိုတာပေါ့နော်ဟောယန္နာတော့သူတစ်ချိန်စီဖြစ်ကြတယ်အဲ့ဒါလိုပဲပိဿဝဂ္ဂီ၅ပါးကြတော့တရက်စီသောတာပန်ဖြစ်လာပြီမဲ့လို့အနတ္တလက္ခဏာသုံးကိုနာကြတဲ့အခါမှာတဂရကံဖြစ်တယ်အနာကံဖြစ်တယ်ပြီးတော့နောက်ဆုံးမှယန္နာဖြစ်ပြီးတော့သွားကြတယ်လို့ဒါကအနတ္တလက္ခဏာသုံးကိုအနှစ်ချုပ်ခြုံပြီးတော့ရှုမြင်သုံးသပ်ဖို့ဟောကြားခြင်းဖြစ်ပါတယ်ဒါကြောင့်မို့တရားချစ်ခင်သူတော်စင်ပြိဿအပေါင်းတို့သည်ဝိပဿနာကျင့်စဉ်တစ်ခုကိုကျင့်ကြံကြိုးကိုအားထုတ်ခြင်းဖြင့်ခန္ဓာ၅ပါးပေါ်မှာနိဗ္ဗိန္ဒတိလို့ဆိုတဲ့ဝိပဿနာဉာဏ်ရင့်သန်လာမယ်ဆိုရင်ဝိရာဂဝိမုတ်စတိဝိရာဂဝိရိစတိနိဗ္ဗိန္ဒံဝိရိစတိဆိုတဲ့မဉ္ဇဉ်ကိုရကြမှာဖြစ်တယ်မဉ္ဇဉ်ကိုရပြီးလို့ရှိရင်ဝိရာဂဝိမုတ်စတိဆိုတဲ့ဖူဉ္ဇဉ်ကိုရကြမှာဖြစ်တယ်အဲ့ဒီဖူဉ္ဇဉ်ရတဲ့အခါကျတော့လွတ်လပ်တယ်ဆိုတာလွတ်လပ်တယ်လို့ကိုယ့်ဘာကိုသိလာလိမ့်မယ်အဲ့ဒါလို့သိလာပြီးတဲ့အခါကျတော့ဘဝဆိုတာအားလုံးဟာဇာတိယစဆုံးသတ်ပြီးတော့လှုပ်ရှားရှိတာတွေအကုန်လုံးပြီးစိတ်လေးဟာကိလေသာအာသောတွေကလွတ်ကင်းသွားတဲ့ပုဂ္ဂိုလ်အဖြစ်ရယူနိုင်ကြရအောင်အားလုံးဘုရားမြတ်စွာဟောကြားတော်မူခဲ့တဲ့တရားဓမ္မအတိုင်းကျင့်ကြံကြိုးကုပ်အားထုတ်တော်မူနိုင်ကြပါစေကုန်သတည်းကမေတ္တပို့အောင်တတ္တဝါများစွာဘေးရန်ကွာချမ်းသာကြပါစေမေတ္တာရေချမ်းသုံးငါဖြံငြိမ်းချမ်းကြပါစေသက်ရှိချမ်းသာစိတ်ချမ်းသာတို့ရဆန္ဒပြည့်ပါစေဓမ္မောတရံပိဝိတဝါနဝိသာသဗ္ဗေတမုဟတာအာဇရမရာတိတိဘာဝနိဗ္ဗာနံယန္တုသာရောဓမ္မောတရံလောဘဒေါသမောဟစိတ်တောင်းကင်းပြောက်ကြည်တရားစေကိုပိဝိတဝဝန္တာရှင်ပြတောက်ကြရအနာကြရကုန်သောကြောင့်ဝိသာသဗ္ဗေပူဇာညစ်နောက်ကိလေသာစေတောဟူသမျှတို့သည်သမုဟတပိဉ္ကြပဲတွင်ရေမတင်တကဲ့သို့ကင်းစင်လွင်ပြောင်းပိမရောက်အောင်ပယ်ဖြောင်းအကုန်သည်ဟွန်တုစင်စစ်မသွေဖြစ်ကြပါစေကုန်သတည်းအစရာမရံအိုခြင်းလဲကွာနာခြင်းလဲကင်းသေးခြင်းလဲရှင်းထသောတိတိဘဝကိလေသာဟုပုခသိင်ကင်းခြင်းရာစစ်ဖြစ်ပေထသောနိဗ္ဗာန်နိဗ္ဗာန်ဟုခေါ်အေးမြူတော်သို့သာရောတရားချစ်ခင်စိတ်ကောင်းဝိညာသူတော်စင်များတို့သည်ယန္တုပါရမီအစဉ်စဉ်မြင့်နေမြင်၍မလင့်ပုံသေးဆက်ရောက်တော်မူကြပါစေကုန်သတည်း